တော့အသင်းအနေနဲ့ပါအများကြီးမျှော်လင့်ထားခဲ့ကြပါတယ်ဒီဘေးကမန်ယူအသင်းကိုရောက်ရောက်ချင်းရာသီမှာပဲခြေစမ်းကောင်းတွေကိုမပြသနိုင်ခဲ့ပါဘူးဒီဘေးကမန်ယူအသင်းနဲ့29ပွဲကစားပြီးတော့2ဂိုးသာသွင်းယူပေးနိုင်ခဲ့ပါတယ်နီးပြမော်ရင်ဟိုရောက်ရှိလာတဲ့အချိန်မှာတော့သူ့ရဲ့ခြေစွမ်းနဲ့ပွဲထွက်ခွင့်တွေဟာပုံမနေပါလာပြီးတော့၄ပွဲသာကစားခဲ့ရတာကြောင့်ပဲရာသီဝက်မှာပဲလိုင်ယွန်အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်နံပါတ်၄ဒိုနီဘန်ဒီဘစ်2020ခုနှစ်မှာတော့အေဂျက်ကွင်းလယ်ကစားသမားဖြစ်တဲ့ဘန်ဒီဘစ်ကိုမန်ချက်စတာယူနိုက်တက်အသင်းကပြောင်းရွှေ့ကြီးပေါင်တန်း40ပြင်ခေါ်ယူခဲ့ပါတယ်ဘန်ဒီဘစ်ကမန်ချက်စတာယူနိုက်တက်အသင်းနဲ့တူပြိုင်ပွဲစုံ62ပွဲကစားခဲ့ပြီးတော့2ဂိုးသွင်း2ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်ဘန်ဒီဘစ်ကိုအလားအလာအများကြီးရှိတဲ့ကစားသမားလို့သတ်မှတ်ပြီးတော့ခေါ်ယူခဲ့ပေမဲ့လည်းမန်ချက်စတာယူနိုက်တက်တွင်အရန်ခုန်သာထိုင်ခဲ့ရပါတယ်ခေါ်ယူခြင်းပထမဆုံးရာသီမှာပဲပရီးမီးယားလိ၄ပွဲစာပါဝင်ကစားခဲ့ရပါတယ်နီးပြအဆက်ဆက်ကလည်းဘန်ဒီဘစ်ကိုအသုံးမပြုဘဲအရန်ခုန်တွင်သာအများဆုံးထိုင်ခိုင်းခဲ့ကြပါတယ်အေဗာတန်ဖရန့်ဘတ်အသင်းတို့ထံအငှားသွားရောက်ကစားပြီးတော့2024ခုနှစ်လာလီဂါကလပ်တစ်ခုဖြစ်တဲ့ဂျီရိုနာအသင်းကိုပြောင်းရွှေ့ကြီး9.1တန်းဖြင့်ပြောင်းသွားခဲ့ပါတယ်နံပါတ်5ဂျေဒန်ဆန်ချိုယူနိုက်တက်အသင်းကဆန်ချိုကိုအကြောင်းပြချက်ပေါင်းများစွာနဲ့လူချင်းခဲ့ကြတာပဲဖြစ်ပါတယ်မန်ယူအသင်းကဆန်ချိုအတွက်ဒေါ်မွန်အသင်းကနေသဘောတူညီမှုရရှိရန်အချိန်2နှစ်ယူခဲ့ရပြီးတော့2021ခုနှစ်မှာတော့ပြောင်းရွှေ့ကြီးပေါင်း82တန်းဖြင့်မန်ယူအသင်းကိုရောက်ရှိလာခဲ့ပါတယ်မန်ယူမှာ82ပွဲကစားခဲ့ပြီးတော့12ဂိုးသွင်း6ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်ဒေါ်မွန်တွင်ပြသခဲ့တဲ့ခြေစွမ်းတွေကြောင့်ပဲမန်ယူအသင်းကခေါ်ယူခဲ့ပေမဲ့လည်းထင်ထားသလောက်ပြောင်းရွှေ့ကြီးနဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုးမရရှိခဲ့ပါဘူးမန်ယူအသင်းရဲ့နီးပြဖြစ်တဲ့တန်ဟန်နဲ့လည်းအစီအမပြေဖြစ်ခဲ့ပြီးတော့2024ဇန်နဝါရီလမှာပဲဒေါ်မွန်အသင်းကိုအငှားထွက်ရောက်ပြီးတော့ကစားခဲ့ရပြန်ပါတယ်2024-2025ရာသီအတွက်လည်းချက်စီအသင်းကိုအငှားနဲ့တွားရောက်ပြီးတော့ကစားခဲ့ပါတယ်အခုတင်ဆက်ပေးသွားတာကတော့မန်ယူအသင်းရဲ့အဆိုးဝါးဆုံးလူခေါ်ယူမှုတွေကကစားသမား9ယောက်အကြောင်းပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်အားကစားသတင်းအစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတယ်ကျွန်တော် MM Media ရဲ့ Facebook YouTube TikTok တို့ကို Like and Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘောလုံးပွဲတိုင်းလိုက်ကြည့်ရှုခြင်းနဲ့ပရိသတ်များအနေနဲ့ www.mm.stream မှာလည်းအခမဲ့တိုင်းလိုက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြအောင်သတင်းကောင်းပိုင်းနဲ့နောက်စီစဉ်တွေမှာပြန်လည်ဆုံတွေ့ကြရမယ်ကျွန်တော်တို့စီတင်ဆက်သူဖပါလေးပဲဖြစ်ပါတယ်